ရခိုင်ပြည်မောင်တုံးမြို့နယ်မြောက်ပိုင်းမှာမွတ်စလင်လက်နက်ကင်တပ်အစာအဖွဲ့နဲ့အာရခတပ်တို့အခုရက်ပိုင်းအတွင်းတိုက်ပွဲတွေခက်ဆိတ်ဆိတ်ရှိလာနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့မနေ့ပိုင်းကကျင်းချောင်းတောင်ပြိုလက်ဝဲလမ်းပိုင်းလက်ရကျေးရွာနီးမှာအာစာတပ်စခန်းတွေကိုအေအေကရှင်းလင်းလှုံ့ဆော်နေချိန်ထိတဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အေအေနဲ့နှိစက်သူတွေစီကသိရပါတယ်။အာရခတပ်တို့ဟာဒေသတွင်းနေမြေလုံခြုံရေးဆောင်ရွက်နေစဉ်အာစာတပ်ဖွဲ့ဝင်တွေခေါင်းနေတဲ့နေရာတို့အရောက်မှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့အာစာစခန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အာစာတပ်ဖွဲ့ဟာမောင်တိုးတောင်ပြိုလက်ဝဲလမ်းပိုင်းမှာအဓိကလှောက်ရှားပြီးတော့အေအေတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံခရီးသွားတွေကိုမကြာခဏချုံခိုတိုက်ခိုက်လက်ရှိတာကြောင့်ဒေသခံတွေစိုးရိမ်နေရတယ်လို့ပြောဆိုကြပါတယ်။ပြီးခဲ့တဲ့မတ်လ29ရက်နေ့ကမောင်တိုးမြို့နယ်မြဝတီကြီးရွာကဒေသခံခမီလူမျိုး၄ဦးဟာအာစာအဖွဲ့ရဲ့ချုံခိုတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရပါတယ်။လက်ရှိမှာအာစာကောင်းဆောင်အာတာအူလာနဲ့ပေါင်းပါတွေကိုဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးထားပေမဲ့လက်ကျန်အာစာတပ်ဖွဲ့ဟာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်ကိုအခြေပြုပြီးတော့စစ်ရေးလှုပ်ရှားမှုတွေအပြင်ဒေသခံမွတ်စလင်တွေကိုစေယူမှုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေလည်းလှုပ်ဆောင်နေပါတယ်။ရခိုင်တပြည်လုံးကိုသိမ်းပိုက်မှာဖြစ်တဲ့အတွက်မွတ်စလင်တွေအနေနဲ့လာရောက်ပူးပေါင်းပြီးစစ်တင်တန်းတက်ဖို့ပြီးခဲ့တဲ့မေလ26ရက်ကအာစာအဖွဲ့ခေါင်းဆောင်တဦးကမွတ်စလင်ဘာသာစကားနဲ့ရုပ်သံဖိုင်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဘူးတီတောင်နဲ့မောင်တို့တိုက်ပွဲတွေမှာလည်းအာစာဟာစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့နေအိမ်တွေမိရှို့ဖျက်ဆီးတာဒေသခံတွေကိုတပ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။ Soya banyak.